နောင်ကျုံမတပါဆုံးရှုံးစရာမရှိဆိုတဲ့စကားကိုကျွန်တော်နားမလည်ခဲ့ဘူးဗျ။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီနောင်ကျုံလေးကိုမမတ်မမော်ဖတ်တွေ့ထားမိတာကိုယ်တိုင်ဖြစ်နေခဲ့တဲ့နဲ့တူတယ်။သူနဲ့ကျွန်တော်ချစ်ချင်းမြတ်တာလေးမျှခဲ့ဘူးပါတယ်။ရေစက်တွေမကြရှိတာတော့မတက်နိုင်ဘူးလေ။ကိုပြောနေကြစကားအတိုင်းပဲအရာရာတိုင်းကကံပါသလောက်ပေါ့အတူတူရှိဖို့ကံပါလိုက်အတူတူရှိသွားလိမ့်မယ်။မြတ်တာတရားလွင်ဘာနဲ့မှမချီနှောင်ထားခဲ့ပါဘူး။ဒါပေမဲ့ကိုယ်တိုင်ကတော့မင်းဆိုတဲ့တန်ရုံးစင်နှောင်ကြိုးလေးတစ်ခုပေါ်မှာတော့နောင်တန်ရာအထိတွေ့ညီမိကြတော့မယ်။တန်ရုံးစင်ဆိုတာလေမမြင်ရတဲ့ကြိုးဆိုပေမဲ့နှလုံးသားကိုချီနှောင်တဲ့နေရာမှာအင်မတန်ခိုင်ပါတယ်။ဖြတ်တောက်ဖို့မလွယ်ကူတဲ့ကြိုးလေးတစ်မြင်ဆိုတာမင်းနဲ့တွေ့မှကိုကောင်းကောင်းနားလေတခဲ့တာ။တန်ရုံးစင်ဆိုတာလေစကလုံးလေးရတာလှတာတကယ်တမ်းကျတော့လူကိုလည်းသတိရစေတတ်တယ်။စိတ်ကိုလည်းပင်ပန်းစေတတ်တယ်။လွမ်းလေလွမ်းစေတတ်တယ်။နောက်ဆုံးတော့မျက်ရည်ပါကျစေတတ်တယ်။ဒါကြောင့်လွမ်းရသည်ဖြစ်စေပင်ပန်းရသည်ဖြစ်စေမင်းဟောရီကဘာမှာကိုတွေ့ညှိခြင်းမိတဲ့တခုတည်းသောနှောင်ညိုးမြင်လေးပဲဒီဘဝမှာပြောနေတန်တရားအဆက်ဆက်ဆိုရင်တော့ကို့မှာရုံးထွက်နိုင်တဲ့အင်အားရဲ့လို့မရှိပါဘူးအချစ်ကြောင့်မေးဆိုဆိုတန်ရောစင်ကြောင့်မေးပြောပြောအချစ်မှာအတ္တတွေတန်တရားတွေပါလာရင်ချီနှောင်ခြင်းလို့ခေါင်းစဉ်ပြောင်းတဲ့ကြရဲတဲ့ကိုကတော့ချစ်လို့တဝင်တော်မိတာစိုးရင်လို့တားမိတာလွင်မင်းပေါ်မှာဘာအတ္တဘာတန်တရားမှမရှိခဲ့ပါဘူးကိုရဲ့ချစ်ချင်းမြတ်တာတွေကတော့ချီနှောင်ထားခြင်းတာမျိုးမရှိခဲ့ရအမှန်ပါချစ်ရဲ့ကံပါတလောက်ပေါ်ဆိုပြီးအရာရာဗုဒ္ဓတရားနဲ့ဖြည့်တဲ့ဖို့ကြိုးစားခဲ့တဲ့ကိုကနာကျင်ပြီးတော့လွန်ရသမျှဒီအချစ်နှောင်ကြိုးတော့ဘယ်ဟာနဲ့မှဖြည့်လို့မရခဲ့ပါဘူး။အော်တော်သေးတာပေါ့ဗျာ။နှောင်ကြိုးလေးကတမြင်နဲ့မလို့ဗျာ။နောင်ကြိုးလေးတမြင်ရဲ့မင်းကမသိ